ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဗျာနော်ကျွန်တော်တို့15ရက်နေ့မှာကျွန်တော်ရဲ့ကိုမာများကျွန်တော်တို့19ရက်နေ့အထိတပတ်စာလိုက်ရှိုးစီစဉ်လေးကိုကျွန်တော်တို့စတင်လိုက်ပါပြီဗျာနော်ကျွန်တော်ရဲ့လိုက်ရှိုးစီစဉ်လေးကိုဝင်လာပြီဆိုတာ ਨੇ ကျွန်တော်ရဲ့ကိုမာများကိုဆိုင်ကိုအမြဲတမ်းချစ်ခင်အားပေးလေးရရှိကြတော့ကိုဆိုင်ရဲ့ကိုမာများလိုက်တဲ့လက်မလေးတွေမနှိပ်ရသေးတဲ့ကိုမာများလိုက်တဲ့လက်မလေးတွေနှိပ်ပေးတာကျွန်တော်ရဲ့ channel လေးကို subscribe မနှိပ်ရသေးတဲ့ကိုမာများကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ပေးတာကျွန်တော်အခုဓာတ်ရိုက်လိုက်ရှိုးဓာတ်ရိုက်လိုက်ရှိုးထုတ်လွှင့်နေတဲ့ကျွန်တော်ရဲ့ channel လေးမှာလည်းကျွန်တော် link လေးချပေးထားပြီဗျအဲ့ဒါဒီလည်းကျွန်တော်ရဲ့ဒုတိယမြောက် channel လေးပါဗျနော်အဲ့ဒီ channel လေးကိုလည်းကျွန်တော်ရဲ့ကိုမာများ subscribe ကလေးတွေနှိပ်ပေးထားကြဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အခု channel တွေဒီအချိန်မရွေးကျသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ကိုမာများကိုအဲ့ဒီကျွန်တော် link ချပေးထားတယ်ကျွန်တော်ရဲ့အခု live show ထုတ်လွှင့်နေတဲ့ channel လေးရဲ့အကောင့်ကလေးမှာလည်းကျွန်တော် link လေးတစ်ချက်ချပေးထားတယ်ဗျအဲ့ဒီ link လေးကိုလည်းကျွန်တော်ကိုမာများ subscribe ကလေးတွေနှိပ်ပေးထားကြပါလို့ကျွန်တော်အနေနဲ့တောင်းဆိုလိုက်ပါတယ်ဗျနော်ဟုတ်ကဲ့ view 50ပြည့်ပြီဆိုတော့ကျွန်တော်ပုံမှန် view 50ပြည့်ရင်ကျွန်တော်ရဲ့ကိုမာများကျွန်တော် live show စီစဉ်လေးကိုပုံမှန်ကျွန်တော်ထုတ်လွှင့်လေးရှိပါတယ်ဒါကြောင့်မို့ကျွန်တော် view 50ပြည့်ပြီဆိုတော့ကျွန်တော်ရဲ့ကိုမာများကျွန်တော်တို့အစီအစဉ်လေးကိုကျွန်တော်စတင်လိုက်ကြရအောင်ဗျာနော်ဒီ1ရယ်ဒီ9ရယ်ဒီ3ရယ်ဒီ3လုံးပေါင်းရင်းကြီးရာတဲ့ကျွန်တော်ရဲ့ကိုမာများ9ရယ်လို့ဖြစ်လို့တဲ့9တလုံးဒီနောက်ဘွဲတင်ထဲမှာမပြောက်ပတ်သည့်ဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမာများကျွန်တော်တို့96ဆိုပြီးတော့ကစားပေးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမာများကျွန်တော်ဆက်ကြည့်ကြရအောင်ဒီခွန်ရယ်ဒီ3ရယ်ဒီ1ရယ်ဒီ3လုံးပေါင်းရင်းဒီရာ1ရယ်လို့ဖြစ်လို့တဲ့1တလုံးဒီနောက်ဘွဲတင်ထဲမှာမပြောက်ပတ်သည့်ဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမာများကျွန်တော်တို့81ခွန်1 91ဆိုပြီးတော့တစ်တလုံးဒီကစားပြီးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမှကျွန်တော်တို့ထပ်ကြည့်ကြရအောင်ဒီ3ရဲ့ဒီ1ကဒီ6ကဒီ3လုံးပေါင်းရင်းဒီရာကျွန်တော်ရဲ့ကိုမှများ3ညရယ်လို့ဖြစ်လို့တဲ့3ညတလုံးဒီနောက်ပွဲစဉ်တည်းမှာမပြောက်ပတ်သည့်ဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမှများကျွန်တော်တို့80 60 3ည3 50ဆိုပြီးတော့ကစားပေးပါတယ်တဲ့ကျွန်တော်ရဲ့ကိုမှများ viewer တွေရမ်းကြနေရဗျာတက်လိုက်ကြလိုက်ဖြစ်နေရဗျ80လောက်ဖြစ်သွားလိုက်100လောက်ဖြစ်သွားလိုက် view တွေကျသွားလိုက်38ရောက်တော့ကိုဆိုင်ကိုအမြဲတမ်း chicken အပေးလေးရှိတော့ကြည့်ရှုနေကြတော့ကျွန်တော်ရဲ့ကိုဆိုင်ရဲ့အမျိုးများအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်တို့ဒီမမြင်ကြရမတွေ့ကြရပါမယ်ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာနေကြတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲ့ကိုမများကြီးအားလုံးဒီကျွန်တော်ဆွေမျိုးတွေပါပဲဗျာနော်ဒါဆိုရင်ကျွန်တော်တို့ဆက်ကြည့်ကြရအောင်129ရောက်တော့ကိုဆိုင်ကိုအမြဲ chicken အပေးလေးရှိကြတော့ကိုဆိုင်ရဲ့မျိုးတွေအားလုံးပဲမင်္ဂလာပါဗျာနော်ဒါဆိုရင်ကျွန်တော်ဆက်သွားကြရအောင်ဒီ9ရယ်ဒီ4ရယ်ဒီ1ရယ်ဒီ3လုံးပေါင်းရင်းဒီရတဲ့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့3ညရယ်လို့ဖြစ်လို့တဲ့3ညတလုံးဒီနောက်ပွဲစဉ်ထဲမှာမပြောက်ပတ်သည့်အဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့30 40ဆိုပြီးတော့ကစားပေးသွားပါတယ်ဒီ3ညတလုံးဒီဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဆက်ကြည့်ကြရအောင်အခုကျွန်တော်တို့ပြနေသည်လုံးမိုက်ပတ်သည့် site ကြီးကျွန်တော်ရဲ့ကိုမများကျွန်တော်တို့6လအတွင်းလုံးဝပြတ်ပွဲမရှိတဲ့တပတ်စာပတ်သီးပါပဲဗျာနော်ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဆက်သွားကြရအောင်ဒီ9ရယ်ဒီ9ရယ်ဒီ3ညရယ်တဲ့ဒီ3လုံးပေါင်းရင်းဒီရာ8ရယ်လို့ဖြစ်လို့တဲ့8တလုံးဒီနောက်ပွဲစဉ်အတွင်းမှာမပြောက်ပတ်သည့်အဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့8ပူးဆိုပြီးတော့ကစားပေးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့နောက်တစ်ချိန်ကိုကျွန်တော်နောက်တစ်ပွဲကိုဆက်ကြည့်ကြရအောင်ဒီ9ရယ်ဒီ3ညရယ်ဒီ1ရယ်ဒီ3လုံးပေါင်းရင်းဒီရာ6ရယ်လို့ဖြစ်လို့တဲ့6တလုံးဒီနောက်ပွဲစဉ်တင်းမှာမပြောက်ပတ်သည့်အဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့26 60 16ဆိုပြီးတော့ကစားပေးသွားပါတယ်တဲ့ဟုတ်ကဲ့ကိုဆိုင်ရောမြဲ chicken အားပေးလေးချက်ရှိကြတော့ကိုဆိုင်ရဲ့မျိုးတွေကျွန်တော်ရဲ့ live show စီစဉ်လေးကိုဝင်လာပြီဆိုတာနဲ့တဦးမကြံတယောက်မကြံ like တဲ့လက်မလေးတွေနှိပ်ပြီးသွားကြပါဗျာနော် subscribe ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးတဲ့ကိုမများ subscribe ကလေးတွေနှိပ်ပေးထားကြပါဗျကျွန်တော်ဒီ live show တွေထုတ်လွှင့်နေတဲ့နေရာမှာကျွန်တော်အများအားပြောနေကြစကားလေးရှိပါတယ်ကျွန်တော်အတွက်ပေးတရားလည်းမလိုပါဘူးငွေတရားလည်းမလိုပါဘူးဗျာနော်ကျွန်တော်ရဲ့ကိုမများပောက်သွားကြတယ်ရသွားကြတယ်ဆိုရင်ကျွန်တော်အနေနဲ့ဝမ်းသာနေမိပါအမှန်ပါပဲဗျဒါကြောင့်မလို့ကျွန်တော်ရဲ့ကိုမများလည်း like တဲ့လက်မလေးတွေကိုကျ
ကျွန်တော်စေတနာကောင်းတယ်လို့ကျွန်တော်ရဲ့ကိုမများလည်းလိုက်တန်းလက်မှတ်လေးစေတနာမမွဲကြပါနဲ့ဗျာနော်ဒါဆိုရင်ကျွန်တော်တို့ဆက်ကြည့်ကြရအောင်ဒီနှစ်ကဒီရှစ်ကဒီရှစ်ကဒီသုံးလုံးပေါင်းချင်းကြီးရှစ်ရလို့ဖြစ်လို့တဲ့ရှစ်တလုံးဒီနောက်ပွဲစဉ်တွေမှာမပြောက်ပတ်သည့်အဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့38 38ဆိုပြီးတော့ကျွန်တော်တို့ကစားပေးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဆက်သွားကြရအောင်ဒီ3ရဲ့ဒီ3ရဲ့ဒီ8ကဒီ3လုံးပေါင်းချင်းဒီ4ရလို့ဖြစ်လို့တဲ့4တလုံးဒီနောက်ပွဲစဉ်တွေမှာမပြောက်ပတ်သည့်အဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့46ဆိုပြီးတော့ကစားပေးသွားပါတယ်တဲ့ဒီပွဲမှာကျွန်တော်တို့အင်္ဂါနေ့ဒီပိတ်ရက်ရှိနေတဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲယူလို့မရပါဘူးတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်ဒီပွဲကိုကျွန်တော်ကြော်လိုက်ကြရအောင်ဗျာနော်ဒါဆိုရင်ကျွန်တော်ကိုမများကျွန်တော်ဆက်သွားကြရအောင်ဒီခွန်ရဒီ9ရဒီ9ရဒီ3လုံးပေါင်းချင်းဒီ1ရလို့ဖြစ်လို့တဲ့1တလုံးဒီနောက်ပွဲစဉ်တွေမှာမပြောက်ပတ်သည့်အဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့6တက်2တက်1ခွန်5တက်30ဆိုပြီးတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့5ကြိမ်တီကစားပေးသွားပါတယ်တဲ့215ရောက်တော့ကိုဆိုင်အမြဲချစ်ခင်အားပေးလေးရှိကြတော့ကိုဆိုင်ရဲ့အမျိုးတွေအားလုံးပဲမင်္ဂလာပါဗျာနော်ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဆက်ကြည့်ကြရအောင်ဒီနှစ်ကဒီတစ်ကဒီ9ရဒီ3လုံးပေါင်းချင်းဒီ8ရလို့ဖြစ်လို့တဲ့ဒီ8တလုံးဒီနောက်ပွဲစဉ်တွေမှာမပြောက်ပတ်သီးပါပဲတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့58ဆိုပြီးတော့ကစားပြီးသွားပါတယ်တဲ့ဒီ9ရဒီခွန်ရဒီ9ရဒီ3လုံးပေါင်းချင်းဒီ1ရလို့ဖြစ်လို့တဲ့1တလုံးဒီနောက်ပွဲစဉ်တွေမှာမပြောက်ပတ်သည့်အဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့5ဆိုပြီးတော့ကစားပြီးသွားပါတယ်တဲ့ဟုတ်ကဲ့ကျွန်တော်ဒီလိုက်ရှိုးလေးကိုထုတ်လွှင့်နေတဲ့နေရာမှာကျွန်တော်ရဲ့ကိုမများတဲတဲကွဲကွဲကိုမြင်ကြရလားမသိဗျာနော်မြင်ကြရတယ်တွေ့ကြရတယ်ဆိုရင် comment မှာ okay လေးတွေတစ်ချက်လောက်မှတ်မိသွားကြပါဦးဗျဒါဆိုရင်ကျွန်တော်တို့ဆက်သွားကြရအောင်ကျွန်တော်ရဲ့ကိုမများဒီ6ကဒီ8ကဒီ3ညရဲ့တဲ့ဒီ3လုံးပေါင်းချင်းဒီ4ရလို့ဖြစ်လို့တဲ့4တလုံးဒီနောက်ပွဲစဉ်အတွင်းမှာမပြောက်ပတ်သည့်အဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့34 43ဆိုပြီးတော့ကျွန်တော်တို့ကစားပေးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဆက်သွားကြရအောင်ဒီ6ကဒီ9ရဒီ4ရဒီ3လုံးပေါင်းချင်းဒီ9ရလို့ဖြစ်လို့တဲ့9တလုံးဒီနောက်ပွဲစဉ်အတွင်းမှာမပြောက်ပတ်သည့်အဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့59ဆိုပြီးတော့ကစားပေးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများဒီပွဲမှာကျွန်တော်တို့3ရက်တီဖောင်းပွဲရှိသည့်အတွက်ကြောင့်မို့ကျွန်တော်ဒီပွဲမှာယူလို့မရပါဘူးတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဒီမှာဒီတပွဲကိုတွားကြည့်လိုက်ကြရအောင်ဗျဒီ9ရဒီခွန်ရဒီ3ရတဲ့ဒီ3လုံးပေါင်းချင်းဒီ9ရလို့ဖြစ်လို့တဲ့9တလုံးဒီနောက်ပွဲစဉ်အတွင်းမှာမပြောက်ပတ်သည့်အဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့3ကို90ဆိုပြီးတော့ကျွန်တော်တို့ကစားပေးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဆက်သွားကြရအောင်ဒီတစ်ကဒီ3ရဒီ3ညရဒီ3လုံးပေါင်းချင်းဒီ4ရလို့ဖြစ်လို့တဲ့4တလုံးဒီနောက်ပွဲစဉ်အတွင်းမှာမပြောက်ပတ်သည့်အဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့54 34ဆိုပြီးတော့ကျွန်တော်တို့2ကြိမ်တီကစားပေးသွားပါတယ်တဲ့ပြမယ်အစားကြာရထုတ်ပေးလိုက်ပါဟုတ်ကဲ့ကိုကျွန်တော်တို့ကြာရထုတ်ပေးလိုက်လို့ရှိရင်လည်းကျွန်တော်တို့မင်းကကြုံဟာရေးပြသွားတယ်လို့ဖြစ်မှာဆိုလို့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ကဟိုကြိုးစားပြီးတော့အပင်မခံပြီးတော့ကဏ္ဍလေးတွေကိုကျွန်တော်စိုက်နေတကွာချပြနေတာပါဗျာနော်ဘယ်ကျွန်တော်လည်းဒီလိုခေါင်းရှုပ်မဲ့လိုမျိုးကျွန်တော်ဘယ်လုပ်ချင်ပါမလဲဗျာနော်ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်ဆက်ကြည့်ကြရအောင်ဒီ9ရဒီ8ကဒီ9ရဒီ3လုံးပေါင်းချင်းဒီကျွန်တော်ရဲ့ကိုမများဒီ9ရဒီ8ကဒီလုံးပေါင်းချင်းခွန်ရလို့ဖြစ်လို့တဲ့ဒီ9နဲ့ပေါင်းတော့9 2ရလို့ဖြစ်လို့တဲ့2တလုံးဒီနောက်ပွဲစဉ်တွေမှာမပြောက်ပတ်သီးပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့21ဆိုပြီးတော့ကစားပေးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်ဆက်ကြည့်ကြရအောင်ဒီခွန်ရဒီ3ညရဒီ9ရဒီ3လုံးပေါင်းချင်းဒီ6ရလို့ဖြစ်လို့တဲ့6တလုံးဒီနောက်ပွဲစဉ်တွေမှာမပြောက်ပတ်သီးဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့60ခွန်ဆိုပြီးတော့ကစားပေးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်ဆက်သွားကြရအောင်ဒီ3ရဒီ3ရဒီခွန်ရဒီ3လုံးပေါင်းချင်းဒီ3ရလို့ဖြစ်လို့တဲ့3တလုံးဒီနောက်ပွဲစဉ်အတွင်းမှာမပြောက်ပတ်သည့်အဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့3ည3
38ဆိုပြီးတော့ကစားပြီး35 38ဆိုပြီးတော့ကစားပြီးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကောင်မများကျွန်တော်ဆက်ကြည့်ကြရအောင်ဒီ3ရဲ့ဒီ8ကဲဒီ8ကဲဒီ3လုံးပေါင်းချင်းဒီဟာ9ရဲ့လို့ဖြစ်လို့တဲ့9တလုံးဒီနောက်ပွဲစဉ်တွင်မှာမပြောက်ပတ်ဒီဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့90ဆိုပြီးတော့ကစားပြီးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့ဆက်ကြည့်ကြရအောင်ဒီ4ရဲ့ဒီ2ကဲဒီ3ညရဲ့ဒီ3လုံးပေါင်းချင်းဒီဟာ6ရဲ့လို့ဖြစ်လို့တဲ့6တလုံးဒီနောက်ပွဲစဉ်တွင်မှာမပြောက်ပတ်ဒီဖြစ်ကစားပေးရပါမယ်တဲ့ဆိုတော့ကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့96 46ဆိုပြီးတော့ကျွန်တော်တို့ကစားပြီးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်တို့အခုလာမယ့်ပွဲအတွက်ကိုကျွန်တော်မပြောက်ပတ်ဒီကဘာဖြစ်မလဲဆိုတော့ကျွန်တော်ရဲ့ကောင်မများဒီ9ရဲ့ဒီ4ရဲ့ဒီ6ရဲ့တဲ့ဒီ3လုံးပေါင်းချင်းဒီဟာ9ရဲ့လို့ဖြစ်လို့တဲ့ကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့9တလုံးဒီမပြောက်ပတ်ဒီပါတဲ့ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့နောက်တစ် site ကိုထပ်ကြည့်ကြရအောင်ဗျဒီ1ကဲဒီခွန်ရဲ့ဒီ8ရဲ့ဒီ3လုံးပေါင်းချင်းဒီဟာ6ရဲ့လို့ဖြစ်လို့တဲ့6ရဲ့ပါဝါဒီဟာ1တလုံးဒီနောက်ပွဲစဉ်ထဲမှာမပြောက်ပတ်ဒီအဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့1321ဆိုပြီးတော့ကစားပြီးသွားပါတယ်တဲ့ဒီ3လုံးကကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့ပါဝါပါဗျာနော်ပါဝါယူတာပါပါဝါနဲ့သူတို့ကစားပြီးသွားတာပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကောင်မများဒါဆိုရင်ကျွန်တော်တို့ဆက်ကြည့်ကြရအောင်ကျွန်တော်တို့ကဒီပွဲဒီတော့ဆိုတော့ဒီ1ကဲဒီ3ရဲ့ဒီနှလုံးပေါင်းချင်းဒီက4ရဲ့လို့ဖြစ်လို့တဲ့ဒီ3နဲ့ပေါင်းချင်းဒီကခွန်ပါတဲ့ဆိုခွန်ရဲ့ပါဝါဒီနှစ်တလုံးဒီနောက်ပွဲစဉ်ထဲမှာမပြောက်ပတ်ဒီအဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့21 26ဆိုပြီးတော့ကစားပြီးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့ဆက်ကြည့်ကြရအောင်ဒီ4ရဲ့8ကဒီနှလုံးပေါင်းချင်းဒီက2ရဲ့လို့ဖြစ်လို့တဲ့ဒီ3နဲ့ပေါင်းလိုက်တော့ကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့9ပါ9ရဲ့ပါဝါဒီ3ညရေလို့ဖြစ်လို့3ညတစ်လုံးဒီနောက်ပွဲတွင်တည်းမှာမပြောက်ပတ်ဒီပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့80 60ဆိုပြီးတော့ကစားပြီးသွားပါတယ်တဲ့3ည8ဆိုပြီးတော့ဒါဆိုရင်ကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့ဆက်ကြည့်ကြရအောင်ဒီ9ရဲ့ဒီ3ညရဲ့ဒီ3ညရဲ့ဒီ3လုံးပေါင်းချင်းဒီကကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့9ရဲ့လို့ဖြစ်လို့တဲ့9ရဲ့ပါဝါဒီကကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့3ညဒီ3ညတစ်လုံးဒီနောက်ပွဲစဉ်တင်မှာမပြောက်ပတ်ဒီပါဆိုတော့ကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့20ဆိုပြီးတော့ကစားပြီးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကောင်မများကျွန်တော်ဆက်ကြည့်ကြရအောင်ဒီ3ရဲ့ဒီ3ရဲ့ဒီခွန်ရဲ့ဒီ3လုံးပေါင်းချင်းဒီက3ရဲ့လို့ဖြစ်လို့တဲ့3ရဲ့ပါဝါဒီ8တလုံးဒီနောက်ပွဲစဉ်တွင်မှာမပြောက်ပတ်ဒီဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့3868 8ခွန်8ဘူးဆိုပြီးတော့ကျွန်တော်တို့ကစားပေးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့ဆက်ကြည့်ကြရအောင်ဒီ8ကဲဒီခွန်ရဲ့ဒီနှလုံးပေါင်းချင်းဒီက9ရဲ့လို့ဖြစ်လို့တဲ့ဒီ4နဲ့ပေါင်းတော့ကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့6ပါတဲ့6ရဲ့ပါဝါဒီ4ရဲ့လို့ဖြစ်လို့4တလုံးဒီနောက်ပွဲစဉ်တွင်မှာမပြောက်ပတ်ဒီဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့42ဆိုပြီးတော့ကစားပေးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့ဆက်ကြည့်ကြရအောင်ဒီ6ကဲဒီ9ရဲ့ဒီ9ရဲ့ဒီ3လုံးပေါင်းချင်းဒီဟာ3ညရဲ့လို့ဖြစ်လို့တဲ့3ညရဲ့ပါဝါဒီက9တလုံးဒီကကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့2 site ရရှိသွားပါပြီဗျာနော်ဒါမဲ့ပွဲတင်တင်မှာ9တလုံးဒီကျွန်တော်2 site ရရှိသွားပြီဆိုတော့ဒါဆိုရင်ကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့ဆက်ကြည့်ကြရအောင်ဒီ9တလုံးကိုကျွန်တော်တို့ကဘာနဲ့အပြီးကစားပေးရမလဲဆိုတော့
ဒီသုံးလုံးပေါင်းချင်းစီက6ရဲ့လို့ဖြစ်လို့6ရဲ့ပါဝါဒီက1ဒီတစ်တလုံးကိုကျွန်တော်တို့ကဘာနဲ့အပြီးကစားပြရပါလဲဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဒီခွန်ရဲ့ဒီ8ကဒီနှလုံးပေါင်းချင်းစီကဒီခွန်ရဲ့ဒီ8ကဒီနှလုံးပေါင်းချင်းစီက9ရဲ့လို့ဖြစ်လို့တဲ့9ရဲ့ပါဝါဒီက3ည9ရဲ့နှစ်ခတ်ဒီက3တစ်တလုံးပိုင်းကို9-3-3နဲ့အပြီးကစားပြရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့1-3ဆိုပြီးတော့ကျွန်တော်တို့ကစားပြီးသွားပါတယ်တဲ့ကျွန်တော်တို့ကဒီပွဲမှာတောက်ကြနေရပိတ်ရရှိနေတော့ကြောင့်မို့ကျွန်တော်တို့ကဒီပွဲမှာအပြီးကစားလို့မရပါဘူးဗျလုံးမိုင်ပြေပဲခေါ်လို့ရပါတယ်ဆိုတော့ကျွန်တော်နောက်ပွဲကိုကျွန်တော်တို့ဆက်ကြည့်လိုက်ကြရအောင်ဗျနော်ဒီ8ကဒီ4ရဲ့နှလုံးပေါင်းချင်းစီက2ရဲ့လို့ဖြစ်လို့တဲ့ဒီ3နဲ့ပေါင်းတော့9ရဲ့ပါဝါဒီကကျွန်တော်ရဲ့ကိုမများ3ညရဲ့လို့ဖြစ်လို့တဲ့ဒီ3ညတစ်လုံးကိုကျွန်တော်တို့ကဘာနဲ့ပြီးကစားပြရပါမလဲဆိုတော့ဒီ1ကဒီ6ကဒီနှလုံးပေါင်းချင်းစီကခွန်ရဲ့လို့ဖြစ်လို့တဲ့ကျွန်တော်ရဲ့ကိုမများခွန်ရဲ့ပါဝါဒီက2ခွန်ရဲ့နှစ်ခတ်ဒီက3ည3ညတစ်လုံးပိုင်းကိုကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ခွန်နဲ့3ညနဲ့အပြီးကစားပြရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့3ညခွန်3ည2 3ညဘူးဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်80ဆိုပြီးတော့ကစားပြီးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်ဆက်သွားကြရအောင်ဒီ3လုံးပေါင်းချင်းဒီက9ရဲ့လို့ဖြစ်လို့တဲ့9ရဲ့ပါဝါဒီက3ညဒီ3ညတစ်လုံးကိုကျွန်တော်တို့ကဘာနဲ့ပြီးကစားပြရပါမလဲဆိုတော့ကျွန်တော်ရဲ့ကိုမများဒီ4ရဲ့ဒီ8ကဒီနှလုံးပေါင်းချင်းဒီက2ရဲ့လို့ဖြစ်လို့တဲ့2ရဲ့ပါဝါဒီကခွန်2ရဲ့နှစ်ခတ်ဒီက4 3ညတစ်လုံးပိုင်ကို2ခွန်4နဲ့အပြီးကစားပြရပါမယ်တဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့20ဆိုပြီးတော့ကစားပြီးသွားပါတယ်တဲ့အခုကျွန်တော်ပြနေသည်လုံးပိုင်နဲ့ကျွန်တော်ဒီခုကမဲ့ကဏ္ဍနေရကျွန်တော်တပတ်စာပါဗျာနော်ပြီးရင်ကျွန်တော်ဗရိတ်ကလေးတစ်ချက်လောက်ချုပ်ပြပြီးပါအောင်ဝင်ဗျကျွန်တော်ရဲ့ကိုမများကိုဗရိတ်နဲ့ပွဲစဉ်တော်တော်များများ6လ9လတော့ကျွန်တော်တီးတီးပေါ့ဗျာအဲ့ဗရိတ်ကတော့တစ်ချက်မှတော့ဖောက်ပွဲမရှိသေးဘူးဗျာနော်ကြိုက်နှစ်တက်တဲ့လူကလည်းတို့မကြိုက်တင်းတက်တဲ့လူကလည်းမထိုးနဲ့ပေါ့ဗျာဒါဆိုရင်ကျွန်တော်တို့အပြီးကိုကျွန်တော်တို့ဆက်ကြည့်ကြရအောင်ကျွန်တော်ရဲ့ကိုမများဒီ3ရဲ့ဒီ3ရဲ့ဒီခွန်ရဲ့ဒီ3လုံးပေါင်းချင်းစီရတဲ့ကျွန်တော်ရဲ့ကိုမများ3ရဲ့လို့ပြောလို့တဲ့3ရဲ့ပါဝါဒီရရှိဒီရှိတစ်လုံးကိုကျွန်တော်တို့ကဘာနဲ့ပြီးကစားပြရပါမလဲဆိုတော့ကျွန်တော်ရဲ့ကိုမများဒီခွန်ရဲ့ဒီ3ညရဲ့ဒီနှလုံးပေါင်းချင်းစီရခွန်ရဲ့လို့ဖြစ်လို့တဲ့ခွန်ရဲ့ပါဝါဒီရ2sorry ခွန်ရဲ့ပါဝါဒီရ2ခွန်ရဲ့နှစ်ခတ်ဒီရ3ညဒီတစ်လုံးပိုင်ကိုကျွန်တော်ရဲ့ကိုမများခွန်နဲ့3ညနဲ့အပြီးကစားပြရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့80ခွန်ဆိုပြီးတော့ကစားပြီးသွားပါတယ်တဲ့458ရောက်တော့ကိုဆိုင်းကိုအမြဲချစ်ခင်အားပေးလျက်ရှိကြတော့ကိုဆိုင်းရဲ့အမျိုးတွေအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ live show စီစဉ်လေးကိုဝင်လာပြီဆိုတာနဲ့တအုံးမကြံတယောက်မကြံလိုက်တဲ့လက်မလေးတွေမနှိမ့်ရသေးတဲ့ကိုမများလိုက်တဲ့လက်မလေးတွေနှိပ်ပြီးတာ subscribe ကလေးတွေမနှိမ့်ရသေးတဲ့ကိုမများကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ပြီးတာအဲ့ channel လေးရဲ့ဓာတ်ရိုက်ထုံးနေတဲ့ channel လေးရဲ့အကောင့်မှာကျွန်တော် link လေးတစ်ချက်ချပေးထားပါတယ်ဗျာနော်အဲ့ channel လေးရတယ်ကျွန်တော်ရဲ့ဒုတိယ channel လေးပါဗျကျွန်တော်တို့ဒီ channel လေးဒီအချိန်မီရွေးကျသွားနိုင်တာအတွက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အခြား channel နောက်တစ်ခုထောင်ထားခြင်းပဲဖြစ်ပါတယ်ဗျာနော်အဲ့ channel လေးကိုလည်းသွားရောက်ပြီးတော့ကျွန်တော်ရဲ့ကိုမများ subscribe ကလေးတွေနှိပ်ပေးထားကြပါဦးဗျာနော်ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဆက်ကြည့်ကြရအောင်ဒီခွန်ရဲ့ဒီ8ကဒီ4ရဲ့တဲ့ဒီ3လုံးပေါင်းချင်းဒီက9ရဲ့လို့ဖြစ်လို့တဲ့9ရဲ့ပါဝါဒီက4ဒီ4တစ်လုံးကိုကျွန်တော်တို့ကဘာနဲ့ပြီးကစားပြရပါမလဲဆိုတော့ကျွန်တော်ရဲ့ကိုမများဒီ8ကဒီ4ရဲ့ဒီနှလုံးပေါင်းချင်းဒီက2ရဲ့လို့ဖြစ်လို့တဲ့2ရဲ့ပါဝါဒီကခွန်2ရဲ့နှစ်ခတ်ဒီက4လေးတစ်လုံးပိုင်းကို2ခွန်4နဲ့အပြီးကစားပြရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့42ဆိုပြီးတော့ကျွန်တော်တို့ကစားပြီးသွားပါတယ်တဲ့ကျွန်တော်ရဲ့ကိုမများဒါဆိုရင်ကျွန်တော်တို့ဆက်ကြည့်ကြရအောင်ကျွန်တော်တို့ကဒီဘက်မှာအင်္ဂါနေ့ဒီဗုဒ္ဓဟူးနေ့ဒီပိတ်ရက်ရှိနေတဲ့ကြောင့်ကျွန်တော်ဒီဘွဲကိုယူလို့မရပါဘူးဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်ကဒီဘွဲကလုံးမိုင်ပဲကျွန်တော်တို့ခေါ်လို့ရပါတယ်နော်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့
ဝဲကိုကျွန်တော်တို့သွားကြည့်လိုက်ကြရအောင်ဗျဒီ6ရဲ့ဒီ9ရဲ့ဒီ9ရဲ့ဒီ3လုံးပေါင်းချင်းဒီရတဲ့ကျွန်တော်ရေကိုမှများ3ညရေလို့ဖြစ်လို့တဲ့3ညရဲ့ပါဝါဒီရ9ဒီ9တလုံးကိုကျွန်တော်တို့ကဘာနဲ့အပြီးကစားပေးရပါမယ်ဆိုတော့ဒီ8ကဲဒီနှလုံးပေါင်းချင်းဒီရ6ရဲ့လို့ဖြစ်လို့တဲ့6ရဲ့လို့ဖြစ်လို့တဲ့ကျွန်တော်ရေကိုမှများ6ရဲ့ပါဝါဒီရ1 6ရဲ့နှစ်ခတ်ဒီရ9 9တလုံးပိုင်းကို6တက်9နဲ့အပြီးကစားပေးရပါမယ်တဲ့ကျွန်တော်ရေကိုမှများနော်9တလုံးပိုင်းကို6တက်9နဲ့အပြီးကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရေကိုမှများကျွန်တော်တို့50နဲ့6 50နဲ့1 50နဲ့9ဆိုပြီးတော့ကျွန်တော်ရေကိုမှများကျွန်တော်တို့ကဏ္ဍ3ခွက်ရပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရေကိုမှများကျွန်တော်တို့ဗရိတ်တလိုင်းသွားကြည့်ကြရအောင်ဗျာနော်ဗရိတ်တစ်ချက်သွားကြည့်ကြရအောင်ကျွန်တော်ရေကိုမှများကျွန်တော်တို့ကုန်ခဲ့တဲ့ပွဲတွေကလည်းကျွန်တော်ပွဲတိုင်းပေးထားခဲ့ပါတယ်ဗျကျွန်တော်ပေးထားကုန်ခဲ့တဲ့ဘက်က18ဗရိတ်ပါဗျကျွန်တော်တို့9ဘူးဆိုပြီးအောင်မြင်ခဲ့ပါတယ်ဘယ်လူတွေရကြသေးလဲမသိကြကျွန်တော်လည်းရှိုးစီစဉ်နေမှာရခဲ့တဲ့ပုံမှန်များတစ်ချက်လောက်မှန်းပေးထားကြပါဦးဗျဒါဆိုရင်ကျွန်တော်တို့ဗရိတ်ကလေးကိုကျွန်တော်တို့စပြီးကြည့်လိုက်ကြရအောင်ဗျာနော်ဒီ9ရဲ့ဒီ1ရဲ့ဒီ6ရဲ့တဲ့ဒီ3လုံးပေါင်းချင်းဒီက6ရဲ့လို့ဖြစ်လို့တဲ့6ရဲ့နှစ်ခတ်ဒီက6 9ဒီကကျွန်တော်ရဲ့ကိုမှများကျွန်တော်တို့ဗရိတ်ပါတဲ့ဒီ6 9ဗရိတ်ကိုကျွန်တော်တို့ကဘာနဲ့အပြီးကစားပေးရပါမလဲဆိုတော့ကျွန်တော်ရဲ့ကိုမှများကျွန်တော်တို့ဒီ1ရဲ့ဒီ3ရဲ့ဒီ8ရဲ့ဒီ3လုံးပေါင်းချင်းဒီကကျွန်တော်ရဲ့ကိုမှများ2ရဲ့လို့ဖြစ်လို့တဲ့2ရဲ့ပါဝါဒီကခွန်2ရဲ့နှစ်ခတ်ဒီက4နှစ်ခွန်လေးထီတော့6 9ဗရိတ်ဖြစ်ကစားပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမှများကျွန်တော်တို့40ဆိုပြီးတော့ကစားပြီးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမှများကျွန်တော်တို့ဆက်ကြည့်ကြရအောင်ဒီ3ညရဲ့ဒီ1ရဲ့ဒီ6ရဲ့ဒီ3လုံးပေါင်းချင်းဒီက2ရဲ့လို့ဖြစ်လို့တဲ့2ရဲ့နှစ်ခတ်ဒီက4 2 4ဒီကဗရိတ်ပါတဲ့ဒီ2 4ဗရိတ်ကိုကျွန်တော်တို့ကဘာနဲ့အပြီးကစားပေးရပါမလဲဆိုတော့ကျွန်တော်ရဲ့ကိုမှများဒီ8ရဲ့ဒီ3ရဲ့ဒီ2ရဲ့ဒီ3လုံးပေါင်းချင်းဒီကကျွန်တော်ရဲ့ကိုမှများ3ရဲ့လို့ဖြစ်လို့တဲ့3ရဲ့ပါဝါဒီက8 3ရဲ့နှစ်ခတ်ဒီက9 385ထီတော့2 4ဗရိတ်ပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမှများကျွန်တော်တို့1 4ဆိုပြီးတော့ကျွန်တော်တို့4ဗရိတ်ကစားပြီးသွားပါတယ်တဲ့ကျွန်တော်ရဲ့ကိုမှများဒါဆိုရင်ကျွန်တော်တို့ဆက်ကြည့်ကြရအောင်ဒီ3ညရဲ့ဒီ1ရဲ့ဒီ6ရဲ့တဲ့ကျွန်တော်ရဲ့ကိုမှများဒီ3လုံးပေါင်းချင်းဒီကခွန်ရဲ့လို့ဖြစ်လို့တဲ့ခွန်ရဲ့နှစ်ခတ်ဒီက3ညခွန်3ညဒီကဗရိတ်ပါတဲ့ဒီခွန်3ညဗရိတ်ကိုကျွန်တော်တို့ကဘာနဲ့ပြီးကစားပေးရပါမလဲဆိုတော့ကျွန်တော်ရဲ့ကိုမှများဒီ6ရဲ့ဒီ1ရဲ့ဒီ3ရဲ့ဒီ3လုံးပေါင်းချင်းဒီက3ညရဲ့လို့ဖြစ်လို့တဲ့3ညရဲ့ပါဝါဒီက9 3ညရဲ့ပါဝါဒီက9 3ညရဲ့နှစ်ခတ်ဒီကခွန်3ည9ခွန်ထီတော့ခွန်3ညဗရိတ်ပါဆိုတော့ကျွန်တော်ရဲ့ကိုမှများကျွန်တော်တို့80ဆိုပြီးတော့ကစားပြီးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမှများကျွန်တော်တို့ဆက်ကြည့်ကြရအောင်ဒီ1ကဲဒီ6ကဲဒီ4ရဲ့ဒီ3လုံးပေါင်းချင်းဒီက1ရဲ့လို့ဖြစ်လို့တဲ့1ရဲ့နှစ်ခတ်ဒီက8 18ဒီကဗရိတ်18ဗရိတ်ကိုကျွန်တော်တို့ကဘာနဲ့ပြီးကစားပေးရပါမလဲဆိုတော့ကျွန်တော်ကိုမှများဒီ1ကဲဒီ4ရဲ့ဒီ2ကဲဒီ3လုံးပေါင်းချင်းဒီကခွန်ရဲ့လို့ဖြစ်လို့တဲ့ခွန်ရဲ့ပါဝါဒီက2ခွန်ရဲ့နှစ်ခတ်ဒီက3ညခွန်2 3ညထီတော့ကျွန်တော်ရဲ့ကိုမှများ18ဗရိတ်ပါဆိုတော့ကျွန်တော်ရဲ့ကိုမှများကျွန်တော်တို့ဒီမှာ1ခွန်ဆိုပြီးတော့ကစားပြီးသွားပါတယ်တဲ့ကျွန်တော်ပွဲတိုင်းကျွန်တော်ဒီဗရိတ်ကလေးတွေကိုကျွန်တော်အမြဲတမ်းချပြန်နေရပါဗျာနော်ဆရာလူသစ်ပါဆရာတဲ့ဟုတ်ကဲ့ဆရာလူသစ်ပါကျွန်တော်တို့ကကျွန်တော်တို့ဗီဒီယိုလည်းမလိုပါဘူးငွေတရားလည်းမလိုပါဘူးပြီးရင်လည်းကျွန်တော်ရဲ့ Viber Channel ရော Telegram Channel လေးရောကျွန်တော်ရဲ့ကိုမှများကိုကျွန်တော်ဖုန်းနံပါတ်ကလေးတွေရေးပေးပါဦးမယ်ဗျကျွန်တော်ရှိမှလာယူနေကြအကူမများဒီသုံးပါဗျာနော်
ဒါဆိုရင်ကျွန်တော်တို့ဆက်ကြည့်ကြရအောင်ဒီ3ရဲ့ဒီ9ရဲ့ဒီ9ရဲ့တဲ့ဒီ3လုံးပေါင်းချင်းဒီကကျွန်တော်ရဲ့ကိုမများကျွန်တော်တို့9ရဲ့လို့ဖြစ်လို့တဲ့9ရဲ့နက်ခတ်ဒီက6 96ဒီကပရိတ်ပါတဲ့ဒီ96ပရိတ်ကိုကျွန်တော်တို့ကဘာနဲ့အပြီးကစားပြရပါမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဒီ4ရဲ့ဒီ9ရဲ့ဒီ2ရဲ့ဒီ3လုံးပေါင်းချင်းဒီက9ရဲ့လို့ဖြစ်လို့တဲ့9ရဲ့ပါဝါဒီက3ည9ရဲ့နက်ခတ်ဒီက3 9 3 3ထီတော့96ပရိတ်ပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့9 3 3ထီတော့96ပရိတ်ပါဆိုတော့54 3ညနဲ့6 3ည6ဆိုပြီးတော့ကျွန်တော်တို့ကစားပေးသွားပါတယ်တဲ့ဆိုတော့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဆက်ကြည့်ကြရအောင်ဒီ6ရဲ့ဒီ9ရဲ့ဒီ4ရဲ့ဒီ3လုံးပေါင်းချင်းဒီက9ရဲ့လို့ဖြစ်လို့တဲ့9ရဲ့နက်ခတ်ဒီက3 9 3ဒီကပရိတ်ပါတဲ့ဒီ9 3ပရိတ်ကိုကျွန်တော်ရဲ့ကိုမများဒီ9ရဲ့ဒီ3ညရဲ့ဒီ6ရဲ့ဒီ3လုံးပေါင်းချင်းဒီက1ရဲ့လို့ဖြစ်လို့တဲ့1ရဲ့ပါဝါဒီက6 1ရဲ့နက်ခတ်ဒီက8 168ထီတော့9 3ပရိတ်ပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့85ဆိုပြီးတော့3ပရိတ်ကစားပြီးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဆက်ကြည့်ကြရအောင်ဒီ3ညရဲ့ဒီ9ရဲ့ဒီ4ရဲ့ဒီ3လုံးပေါင်းချင်းဒီက3ရဲ့လို့ဖြစ်လို့3ရဲ့နက်ခတ်ဒီက9 35ဒီကပရိတ်ဒီ35ပရိတ်ကိုကျွန်တော်တို့ကဘာနဲ့ပြီးကစားပြရပါမယ်ဆိုဒီ4ရဲ့ဒီ9ရဲ့ဒီ6ရဲ့ဒီ3လုံးပေါင်းချင်းဒီက9ရဲ့လို့ဖြစ်လို့တဲ့9ရဲ့ပါဝါဒီက3ည9ရဲ့နက်ခတ်ဒီက3 9 3 3ထီတော့35ပရိတ်ပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့58ဒီ3ပရိတ်ပါလို့เนาะဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်ဆက်ကြည့်ကြရအောင်ဒီ9ရဲ့ဒီ9ရဲ့ဒီ8ရဲ့ဒီ3လုံးပေါင်းချင်းဒီက9 8ရဲ့လို့ဖြစ်လို့တဲ့8ရဲ့နက်ခတ်ဒီက1 8ဒီကပရိတ်8ပရိတ်ကိုကျွန်တော်တို့ကဘာနဲ့ပြီးကစားပြရပါမလဲဆိုတော့ကျွန်တော်ရဲ့ကိုမများဒီ1ကဒီ2ကဒီ3ညရဲ့တဲ့ဒီ3လုံးပေါင်းချင်းဒီက3ရဲ့လို့ဖြစ်လို့တဲ့3ရဲ့ပါဝါဒီက8 3ရဲ့နက်ခတ်ဒီက9 385ထီတော့8ပရိတ်ပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့38ဆိုပြီးတော့ကျွန်တော်1ပရိတ်ကစားပြီးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်တို့နောက်ပွဲကိုဆက်သွားကြရအောင်ဒီ9ရဲ့ဒီ3ညရဲ့ဒီ3ရဲ့ဒီ3လုံးပေါင်းချင်းဒီကကျွန်တော်ရဲ့ကိုမများကျွန်တော်တို့8ရဲ့လို့ဖြစ်လို့တဲ့8ရဲ့နက်ခတ်ဒီက8ဒီကပရိတ်ပါတဲ့ဒီ8ပရိတ်ကိုကျွန်တော်တို့ကဘာနဲ့ပြီးကစားပြရပါမလဲဆိုတော့ကျွန်တော်ရဲ့ကိုမများဒီ3ရဲ့ sorry ဟုတ်တယ်ဒီ3ရဲ့ဒီ2ရဲ့ဒီ8ရဲ့ဒီ3လုံးပေါင်းချင်းဒီကကျွန်တော်ရဲ့ကိုမများကျွန်တော်တို့က3ရဲ့လို့ဖြစ်လို့တဲ့3ရဲ့ပါဝါဒီက8 3ရဲ့နက်ခတ်ဒီက9 385ထီတော့8ပရိတ်ပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့38ဒီ1ပရိတ်ပါလို့ဆိုပြီးတော့38ဒီကျွန်တော်တို့ကစားပြီးသွားပါတယ်တဲ့38ဆိုပြီးတော့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဆက်ကြည့်ကြရအောင်ဒီ3ရဲ့ဒီ4ရဲ့ဒီ3ရဲ့ဒီ3လုံးပေါင်းချင်းဒီကကျွန်တော်ရဲ့ကိုမများ3ညရဲ့လို့ဖြစ်လို့တဲ့3ညရဲ့နက်ခတ်ဒီကခွန်3ညခွန်ကပရိတ်ပါလို့3ညခွန်ကပရိတ်ပါဆိုတော့ကျွန်တော်ရဲ့ကိုမများဒီ1ကဒီ6ကဒီ3ရဲ့ဒီ3လုံးပေါင်းချင်းဒီက3ညရဲ့လို့ဖြစ်လို့တဲ့3ညရဲ့ပါဝါဒီက9 3ညရဲ့နက်ခတ်ဒီကခွန်3ည9ခွန်ထီတော့3ညခွန်ပရိတ်ပါဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဒီမှာဖောင်းပွဲ3ရက်တီတီရှိတာကိုကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ပြတ်ပွဲမရှိပါဘူးဖောက်ရက်မရှိပါဘူးပြနော်ဒါလေးတွေကိုကျွန်တော်အနေနဲ့အမြဲတမ်းကျွန်တော်ရဲ့ကိုမများပေါက်စေခြင်းနဲ့ဆန္ဒရစေခြင်းနဲ့ဆန္ဒနဲ့ကျွန်တော်တို့ကအပင်မန်းခံပြီးတော့ကဏ္ဍလေးတွေကိုရှာပြနေရပါဗျာနော်ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်ဆက်ကြည့်ကြရအောင်ဒီ9ရဲ့ဒီ9ရဲ့ဒီ9ရဲ့တဲ့ဒီ3လုံးပေါင်းချင်းတွေကကျွန်တော်ရဲ့ကိုမများ3ရဲ့လို့ဖြစ်လို့တဲ့3ရဲ့နက်ခတ်ဒီက9 35ဒီကပရိတ်ပါတဲ့ဒီ35ပရိတ်ကိုကျွန်တော်တို့ကဘာနဲ့ပြီးကစားပြရပါမလဲဆိုတော့ဒီ3ညရဲ့ဒီ3ရဲ့ဒီ3ညရဲ့ဒီ3လုံးပေါင်းချင်းတွေကကျွန်တော်ရဲ့ကိုမများ3ရဲ့လို့ဖြစ်လို့တဲ့3ရဲ့ပါဝါဒီက8 3ရဲ့နက်ခတ်ဒီက9
385ထီတော့35ပရိတ်ပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့303ဆိုပြီးတော့3ပရိတ်ကစားပြီးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဆက်သွားကြရအောင်ဒီ8ကဲဒီ3ညရဲ့ဒီ8ကဲဒီ3လုံးပေါင်းချင်းတွေက6ရဲ့လို့ဖြစ်လို့တဲ့6ရဲ့လို့ဖြစ်လို့6ရဲ့နှစ်ခက်ဒီဟာကို6 9ဒီဟာပရိတ်ဒီ6 9ပရိတ်ကိုကျွန်တော်တို့ကဘာနဲ့ပြီးကစားပြရပါမယ်ဒီ1ကဲဒီ9ရဲ့ဒီ3ရဲ့ဒီ3လုံးပေါင်းချင်းဒီဟာကျွန်တော်ရဲ့ကိုမများ9ရဲ့လို့ဖြစ်လို့တဲ့9ရဲ့ပါဝါဒီဟာ4 9ရဲ့နှစ်ခက်ဒီဟာ6 9 4 6ထီတော့6 9ပရိတ်ပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့90ဆိုပြီးတော့ကစားပြီးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်ဆက်ကြည့်ကြရအောင်ဒီဘက်မှာကျွန်တော်တို့ကတောက်ကြနေဒီပိတ်ရရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကယူလို့မရပါဘူးဆိုတော့ကျွန်တော်ကြော်လိုက်ကြရအောင်ဗျာနော်ကျွန်တော်ရဲ့ကိုမများဒီ6ကဲဒီ6ကဲဒီ3ရဲ့ဒီ3လုံးပေါင်းချင်းဒီက9ရဲ့လို့ဖြစ်လို့တဲ့9ရဲ့နှစ်ခတ်ဒီက3 5 3ဒီကပရိတ်ဒီ5 3ပရိတ်ကိုကျွန်တော်တို့ကဘာနဲ့ပြီးကစားပြရပါမလဲဆိုတော့ဒီ2ကဲဒီ3ရဲ့ဒီ4ရဲ့တဲ့ဒီ3လုံးပေါင်းချင်းဒီက9ရဲ့လို့ဖြစ်လို့တဲ့ကျွန်တော်ရဲ့ကိုမများ9ရဲ့ပါဝါဒီက4 9ရဲ့နှစ်ခတ်ဒီက6 9 4 6ထီတော့5 3ပရိတ်ပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများတင်လေးဆိုပြီးတစ်လေးဆိုပြီးကျွန်တော်တို့ကစားပြီးသွားပါတယ်တဲ့တစ်လေးဆိုပြီးတော့ကျွန်တော်ရဲ့ကိုမများ5ပရိတ်ကစားပြီးသွားပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်ဆက်ကြည့်ကြအောင်ဒီ3ညရဲ့ဒီ9ရဲ့ဒီနှလုံးပေါင်းချင်းဒီက3ရဲ့လို့ဖြစ်လို့တဲ့ဒီ9နဲ့ပေါင်းချင်းဒီက2ပါတဲ့2ရဲ့နှစ်ခတ်ဒီက4 2 4ဒီကပရိတ်ပါတဲ့2 4ပရိတ်ကိုကျွန်တော်တို့ကဘာနဲ့ပြီးကစားပြရပါမယ်ဆိုတော့ဒီ1ကဲဒီ2ကဲဒီ1ကဲဒီ3လုံးပေါင်းချင်းဒီကကျွန်တော်ရဲ့ကိုမများ4ရဲ့လို့ဖြစ်လို့တဲ့4ရဲ့ပါဝါဒီက9 4ရဲ့နှစ်ခတ်ဒီက2 4 9 2ထီတော့2 4ပရိတ်ပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့20ဆိုပြီးတော့ကစားပြီးသွားပါတယ်တဲ့2ပရိတ်ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဆက်ကြည့်ကြရအောင်ဒီ3ညရဲ့ဒီခွန်ရဲ့ဒီ3ရဲ့ဒီ3လုံးပေါင်းချင်းဒီက3ညရဲ့လို့ဖြစ်လို့တဲ့3ညရဲ့လို့ဖြစ်လို့တဲ့3ညရဲ့နှစ်ခတ်ဒီကခွန်3ညခွန်ဒီကပရိတ်ပါတဲ့ဒီ3ညခွန်ပရိတ်ကိုကျွန်တော်တို့ကဘာနဲ့ပြီးကစားပြရပါမလဲဆိုဒီ6ကဲဒီခွန်ရဲ့ဒီ4ရဲ့ဒီ3လုံးပေါင်းချင်းဒီကခွန်ရဲ့လို့ဖြစ်လို့တဲ့ခွန်ရဲ့ပါဝါဒီက2ခွန်ရဲ့နှစ်ခတ်ဒီက3ညခွန်2 3ညထီတော့3ညခွန်ပရိတ်ပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့80ဆိုပြီးတော့ကစားပြီးသွားပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ဆက်ကြည့်ကြရအောင်ဒီ4ရဲ့ဒီ2ကဲဒီ9ရဲ့ဒီ3လုံးပေါင်းချင်းဒီက6ရဲ့လို့ဖြစ်လို့တဲ့6ရဲ့နှစ်ခတ်ဒီက9 6 9ဒီကကျွန်တော်ရဲ့ကိုမများပရိတ်ပါတဲ့ဒီ6 9ပရိတ်ကိုကျွန်တော်တို့ကဘာနဲ့ပြီးကစားပြရပါမလဲဆိုတော့ဒီ8ကဲဒီခွန်ရဲ့ဒီ3ညရဲ့ဒီ3လုံးပေါင်းချင်းဒီကကျွန်တော်ရဲ့ကိုမများ9ရဲ့လို့ဖြစ်လို့တဲ့9ရဲ့ပါဝါဒီက3ည9ရဲ့နှစ်ခတ်ဒီက3 5 3ည3ထီတော့6 9ပရိတ်ပါတဲ့ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့90 3ည6ဆိုပြီးတော့60ဆိုပြီးတော့ကဏ္ဍ3ခွက်တီးကစားပေးသွားပါတယ်တဲ့ကျွန်တော်ရဲ့ကိုမများနော်ဒီလိုပြတ်ဖောင်းဝဲတွေရှိတာတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ပြက်ရက်မရှိခဲ့ပါဘူးဗျာနော်လက်ရှိချိန်นี้ကျွန်တော်တို့ဒီပဒိတ်နဲ့ဒီရိုးသားလေးနဲ့ကတော့မွေးပနန်းကတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့လက်ရှိချိန်စီရတော့သူတို့ကတော့လက်ရှိချိန်นี้ဒီဇိုင်းမတ်နဲ့ကစားပေးနေတော့မှာပဲဗျာနော်လုံးဝကင်လို့ကောင်းနေတဲ့ပဒိတ်မွေးခွက်ကလေးပဲဖြစ်ပါတယ်ဗျ915ရောက်တော့ကိုဆိုင်ရဲ့အမျိုးတွေအားလုံးပဲမင်္ဂလာပါဗျနာဆိုရင်ကျွန်တော်တို့ပဒိတ်ကလေးကိုကျွန်တော်တို့ဆက်ကြည့်ကြရအောင်ဗျနော်ကျွန်တော်တို့ဒီနာမည်ပွဲမှာကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့ဒီ9ရဲ့ဒီ3ညရဲ့ဒီ6ရဲ့တဲ့ကျွန်တော်ရဲ့ကိုမများဒီ3လုံးပေါင်းချင်းဒီက1ရဲ့လို့ဖြစ်လို့တဲ့1ရဲ့နှစ်ခတ်ဒီက8 1 8ဒီကပရိတ်ပါတဲ့ဒီ1 8ပရိတ်ကိုကျွန်တော်တို့ကဘာနဲ့ပြီးကစားပြရပါမလဲဆိုတော့ကျွန်တော်ရဲ့ကိုမများဒီ3ညရဲ့ဒီ9ရဲ့ဒီ3ညရဲ့တဲ့ဒီ3လုံးပေါင်းချင်းဒီက9ရဲ့လို့ဖြစ်လို့တဲ့
9ရဲ့ပါဝါဒီက4 9ရဲ့နက္ခတ်ဒီက6 9 4 6ထီတော့1 8ပရိတ်ပါဆိုတော့ကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့9ဘူးဆိုပြီးတော့8ပရိတ်ကစားပြီးသွားပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့ကောင်မများအခုကျွန်တော်တို့လာမယ်ပွဲတော့ကိုဘာဖြစ်မလဲဆိုတော့ကျွန်တော်ရဲ့ကောင်မများဒီ8ကဒီ1ကဒီ1ကဒီ3လုံးပေါင်းချင်းကြီးကကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့3ညရေလို့ဖြစ်လို့တဲ့3ညရဲ့နက္ခတ်ဒီကခွန်3ညခွန်ဒီကကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့ BK ဘရိတ်ပါလို့เนาะဒီ3ညခွန်ဘရိတ်ကိုကျွန်တော်တို့ကအခုလာမယ့်ပွဲမှာဘာနဲ့အပြီးကစားပေးရပါမလဲဒီ2ကဒီ2ကဒီ3ရယ်ဒီ3လုံးပေါင်းချင်းကြီးကကျွန်တော်ရဲ့ကောင်မများခွန်ရယ်လို့ဖြစ်လို့တဲ့ခွန်ရဲ့ပါဝါဒီက2ခွန်ရဲ့နက္ခတ်ဒီက3ညခွန်2 3ညထီတော့3ညခွန်ပရိတ်ပါတဲ့ခွန်2 3ညထီတော့3ညခွန်ပရိတ်ပါဆိုတော့ကျွန်တော်ရဲ့ကောင်မများကျွန်တော်ပြီးရင်ကျွန်တော်ကဏ္ဍလေးတွေရေးပေးပါမယ်ဗျာနော်ကျွန်တော်အချိန်ကြီးလဲကြာလင်းလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ကောင်မများကိုကျွန်တော်ဒီမှာကဏ္ဍလေးတွေရေးပေးပါမယ်ဗျာနော်ကျွန်တော်15ရက်6လ2026မှာကျွန်တော်ရဲ့ကောင်မများ19ရက်6လ2026ပေါ့ဗျာနော်ကျွန်တော်ရဲ့ကောင်မများဒါဒီအားလုံးကြီးကျွန်တော်တို့တပတ်စာပါဗျာနော်တပတ်စာမူရမှာပါဗျာနော်ကျွန်တော်တို့ကကျွန်တော်ရဲ့ကောင်မများမပြောက်ပတ်သီးရဘာလဲဆိုတော့ကျွန်တော်ရဲ့ကောင်မများကျွန်တော်တို့က9ပါလို့နော်မပြောက်ပတ်သီးရ9ပါဒီ9တလုံးကိုကျွန်တော်တို့ကဘာနဲ့ပြီးကစားပေးရမလဲဆိုတော့50နဲ့6 50နဲ့1 50နဲ့9ပါလို့အားလုံးဒီကျွန်တော်ရဲ့ပုံမှန်များကျွန်တော်တို့အာမွေးပါဗောနော်အာမွေးပါကျွန်တော်တို့ဗရိတ်ကလေးကိုတစ်ချက်လောက်ချုပ်ကြရအောင်ဗျာနော်တပတ်ဆိုင်ကျွန်တော်ရဲ့ပုံမှန်များဗရိတ်မွေးဘက်က3ညခွန်ဒီရဗရိတ်ပါလို့ကျွန်တော်ရဲ့ပုံမှန်များ3ညခွန်ဗရိတ်နဲ့ခွန်2 3ညခွန်2 3ညထီတော့အလွယ်မှတ်လို့ကောင်းအောင်ကျွန်တော်အကုန်အပြည့်စုံရေးပြလိုက်မယ်ဗျာနော်ခွန်2 3ညထီတော့3ညခွန်ဗရိတ်ပါဆိုတော့ကျွန်တော်ရဲ့ပုံမှန်များကျွန်တော်တို့ဘာထိုးရမလဲဆိုတော့ခွန်နဲ့ကို3ညပရိတ်ကြတော့ကျွန်တော်ရဲ့ပုံမှန်များကျွန်တော်တို့80နဲ့33ညပရိတ်ခွန်နဲ့ကိုခွန်ပရိတ်ကြတော့ကျွန်တော်ရဲ့ပုံမှန်များကျွန်တော်တို့80
နှစ်ကို3ညပရိကြကျွန်တော်ရဲ့ကိုမများကျွန်တော်တို့20နဲ့မှ8နှစ်ကို break ခွန်ဆိုတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့20နဲ့မှ9ပါလို့နော်3ညနဲ့ကို3ညပရိကြတော့ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့3ညဘူးပါဗောနော်3ညနဲ့ကိုခွန်ပရိပါဆိုတော့3ညခွန်ပဲဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကိုမများကျွန်တော်မရေးပြတော့ဘူးဗျာနော်ဒါတွေအားလုံးဒီအားလုံးအာမွေးပါလို့လုံးဝပြတ်ပွဲမရှိသေးပါဘူးရုံကြည်ကြီးနဲ့မွေးပါဗျာနော်ကျွန်တော်ရဲ့ကိုမများဟုတ်ကဲ့ကျွန်တော်ဖုန်းနံပါတ်ကလေးတွေတစ်ချက်ပြပေးပါမယ်ဗျာနော်ကျွန်တော်ရဲ့ကိုမများကျွန်တော်ရဲ့ဒီကနန်းလေးတွေကိုကျွန်တော်ပတ်တီးရကျွန်တော်ရဲ့ကိုမများမပြောက်ပတ်တီးရ9ပတ်တီးပါဗျာနော်9ပတ်တီးနဲ့ကျွန်တော်ရဲ့ကိုမများမွေးရမယ်ကနန်း3ဘက်က96 51 59ပဲဖြစ်ပါတယ်ဗျာနော်ပရိတ်ကကျွန်တော်ရဲ့ကိုမများ3ညခွန်ပရိတ်ပါခွန်နှစ်3ညထီတော့3ညခွန်ပရိတ်ပါဗျာနော်ဒီကနန်းအားလုံးကျွန်တော်ရေးပြပေးထားပါတယ်ဗျာနော်ဟုတ်ကဲ့ကျွန်တော်ရဲ့ကိုမများကျွန်တော်တစ်ချက်လောက်ပြောပါဦးမယ်ဗျာနော်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကလေးကတော့39843222365ပဲဖြစ်ပါတယ်ဗျာနော်ကျွန်တော်ရဲ့ Telegram Channel လေးကတော့ကျွန်တော်ရဲ့ကိုမများ SSAI sign LAUNG နော် sign အောင်တိုးဒီဆိုပြီးတော့ Telegram Channel လေးမှာလည်းကျွန်တော်ရဲ့ကိုမများလာရောက်ပြီးတော့ယူနိုင်ပါတယ်ဗျာနော်ကျွန်တော်ရှိမှလာယူတဲ့နေရာမှာကျွန်တော်ရဲ့ကိုမများဘေးတရားလည်းမလိုပါဘူးငွေတရားလည်းမလိုပါဘူးဗျာနော်ကျွန်တော်ရဲ့ကိုမများပောက်သွားကြတယ်ရသွားကြတယ်ဆိုရင်ကျွန်တော်အနေနဲ့ဝမ်းသာနေမိမှာအမှန်ပါပဲဗျာနော်ဒါကြောင့်မလို့ကျွန်တော်ရဲ့ကိုမများကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်မှာကျွန်တော်စီမှာလာပြီးတော့ဟိုပြောမယ်ဆိုရင်ဘယ်လိုလဲပြောရမယ်ဆိုတော့ main org ကလေးတွေလိုချင်တဲ့အကူမများကျွန်တော်ရှိကိုလာရောက်ပြီးယူပါဗျာနော်ကျွန်တော်နဲ့လက်တွဲမယ်ဆိုရင်အကြိုက်တူမှာလာရောက်ပြီးကျွန်တော်နဲ့လက်တွဲပါဗျာနော်ကျွန်တော်တက်ဘေးတရားလည်းမလိုပါဘူးငွေတရားလည်းမလိုပါဘူးဒါမဲ့ဟိုပေါက်အရှိမပေါက်သွားကြတဲ့အကူမများတော့ကျွန်တော်ကိုဒီစာရွက်စာတမ်းကလေးတွေမိုးဘိုးလေးတွေပေါ့ဗျာလွှဲပေးကြတယ်ဆိုရင်တော့ဒါဆိုရင်တော့ကျွန်တော်အနေနဲ့လက်ခံပါတယ်ဗျကျွန်တော်သူများတဲ့ကိုင်လူဘေး1000လဲကြုံမတောင်းပါဘူးငွေ1000လဲကြုံမတောင်းပါဘူးဗျာနော်ဒါကိုကျွန်တော်ရဲ့အကူမများအကြည့်ဆုံးပါပဲဗျဒါဆိုရင်ကျွန်တော်ရဲ့ကိုမများကျွန်တော်တို့ live show စီစဉ်လေးကိုရန်နာလိုက်ကြရအောင်ဗျကျွန်တော်ရဲ့ live show စီစဉ်လေးကိုပြီးဆုံးတိုင်အောင်ကြည့်ရှုပေးသွားကြတော့ကိုဆိုင်ရဲ့ချင်းမိတ်ဆွေများစေချမ်းသာခြင်းကိုကြီးကြမ်းမာခြင်းနဲ့ပြည့်စုံကြပါစေဗျနော်ကျွန်တော်ရဲ့မိသားစုပေါင်းအားလုံးဒီလည်းကံကောင်းကြပါစေကြံတိုင်းအောင်ရဆောင်တိုင်းမြောက်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များလည်းဖြစ်ကြပါစေလို့ပြောကြရင်ကျွန်တော်ရဲ့ live show စီစဉ်လေးကိုဒီနေရာမှာပဲရန်နာခွင့်ပြုပါဦးဗျနော်